ပါတာမရွေးပေါ့နော်အခုဆရာတော်ကြွလာတာရွှေလိုချင်လို့ငွေလိုချင်လို့ပစ္စည်းလိုချင်လို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာဘာလာတာလဲမေတ္တာလာပို့တာပါဗျာတဲ့နတ်ပြန်မှာဆရာဟိုလိုက်ကူတို့မှာမိုက်ချက်ကူတို့မှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေနားထဲမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွရမှာမကြွပဲနဲ့မေတ္တာလာမပို့ဘဲနဲ့လူအများကြီးပြည်ပျက်စီးနိုင်တယ်ဟိုကနဂါစီနဂါရတော့ဟိုကနဂါစီရနဂါအကောင်ကြီးဘယ်လောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါရဲ့ဒီလိုလန်တဲ့တော့ဒီမြေငလေးလှုပ်သွားတယ်နော်အဲ့ဒါဘာလို့လူထုတွေဟိုစိတ်မငြိမ်ညွတ်တော့တချို့အာဟုတူတွေလှုပ်လေပုဂ္ဂိုလ်များတယ်လို့တဲ့ဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ဒါအာဟုတူများတဲ့ပုဂ္ဂိုလ်အဲ့ဒါဒီပစ္စည်းရတယ်ခံစားရတယ်နော်အဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်တတိထားငကားပါလာရင်တတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘယင်ကိုတက်လိမ့်တာသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတီငကားပြေကလာတယ်ငကားမင်းရဲ့တမန်မာလို့ပြောဘယ်နေ့ဘယ်ရက်ဟာရှင်မင်းကြီးကိုငကားကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့ငကားမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြော့ပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောတယ်အားလုံးကလည်းငကားလာမယ်ဆိုအဟုတ်ထင်ကြအဲ့တော့အဟုတ်ထင်တာခုမှမဟုတ်ရင်တော့ကထင်လာလေကြတယ်နော်အဲ့ဒါတွေသတိထားဖို့သိလို့ရတယ်ပေါ့နော်